အခုကကျွန်တော်တို့လူမျိုးအတိုင်းကြီးသိက္ခာမီးမလာတဲ့ဘာမှမပြောဘူးရေမလာတဲ့ဘာမှမပြောဘူးနော်ဈေးတွေဘလောက်တက်တဲ့ဝစ်ကျွေးရှိလို့ခံနေဆိုတဲ့ပုံသဏ္ဍာန်ပဲနော်ဘယ်လိုပဲဖြစ်နေအခုကျွန်တော်ဟိုတနေ့ပြီးခဲ့တဲ့2လဟိုတနေ့မဟုတ်ပြီးခဲ့တဲ့2လလောက်ကကျွန်တော်ကားနဲ့လာတယ်အဲ့ဒီတာမွေနာအခွန်လွတ်စင်းနာမှာရောက်တော့ကျွန်တော်ဒရိုင်ဘာကဆရာတဲ့အဘတဲ့ရှေ့ရတဲ့ကလေးတွေကမိုးတွေတပွဲပွဲရွာနေပြီမဲ့လက်တွေတားနေတယ်လက်တားတယ်ဆိုတာသူတို့အလုံးလုံးချင်လို့ပါကွာဟုတ်လားငါကြည့်လိုက်ပါဦးမကြည့်လိုက်တော့ကားမှန်လေးချပြီးတော့ရက်ပေးလိုက်တယ်ငါသားတို့ဘာဖြစ်ချင်တာရုံးလို့မေးလိုက်တော့ကောင်လေးတွေကအစ္စလမ်ကလားလေးတွေအဘတဲ့ကျွန်တော်တို့အလုပ်ကလေးတစ်ခုလောက်ပေးပါတဲ့ကျွန်တော်တို့သမီးစားဖို့အတွက်မနေ့ပြန်အိမ်ဒီနေ့အိမ်ပြန်ဖို့အတွက်ပတ်စံမပိုင်ကျွန်တော်တို့ပြန်လို့မဖြစ်ဘူးတဲ့အဲ့ဒီတော့ကျွန်တော်တို့အလုပ်ကလေးပေးပါလို့ပြောတော့အေးမင်းတို့ကဘာလုပ်ကြလဲမင်းတို့ကျွန်တော်တို့ကားစတေကာကတ်တတ်တယ်ဝိုင်ပါလဲတတ်ပါတယ်ဟာကားစတေကာကဒရိုင်ဘာပြောတယ်အဘတဲ့ကတ်ထားတာမှပြီးခဲ့တဲ့လမှာကတ်ထားတာတဲ့အစ်စ်ကြီးပဲရှိသေးတယ်တစ်ကွာကဲငါသားတို့မင်းတို့စတေကာကတ်ရင်ဘယ်လောက်ကြပါလဲမေးလိုက်3,200ကျပ်ပါမယ်တဲ့အေး3,200ကျပ်ရင်တော့ဒီဥစ္စာအစ်စ်ကြီးပြန်ခွာလိုက်ဟုတ်လားခွာပြီးတော့မင်းတို့ရဲ့စတေကာကတ်ဟုတ်လားဆိုတော့ကျွန်တော်အဲ့လိုပြောလိုက်တော့ကျွန်တော်ကိုအားနာသွားပြီးတော့စတေကာဘိုးက8,000ပဲကြပါတယ်တဲ့ကျွန်တော်တို့ရဲ့လောအားက2,000ပဲပေးပါတဲ့3,000ဆိုရင်အဆင်ပြေပါတယ်အေးအဲ့ဒီဥစ္စာပေါ့ကွာတူကစေတနာတူကမေတ္တာဆိုတာအဲ့ဒီဥစ္စာပဲဟုတ်လားငါကလည်းကတ်ချင်လို့ကတ်တာမဟုတ်ဘူးမင်းတို့ကိုကတ်ပေးချင်လို့လောအားကရအောင်ကတ်ပေးချင်လို့လုပ်တာဆိုတော့ကဲကတ်ပါဆိုတော့ကျွန်တော်ကားပေါ်ဆင်းပြီးတော့ကျွန်တော်မိုးပွဲလေးကြားချင်လို့ကျွန်တော်ထီးကင်ထားတယ်ထီးလေးနဲ့စောင်းနေမင်းငါသားမင်းတို့ငါမသိလို့မေးအောင်လေတနေ့ဘယ်လောက်ရမှအဆင်ပြေတာလေတနေ့ဘယ်လောက်ရရင်အဆင်ပြေလဲဆိုတာအဘတဲ့ကျွန်တော်တို့ကဒီတာမွေကိုလာရင်တာဂီတာကနေလာရတာပါတဲ့ကားက1,000ကျပါတယ်နော်ကားက1,000အပြန်ကျရင်1,000 2,000ကျပါတယ်နေ့လယ်မှာဘဲဥတစ်ချမ်းနဲ့စားတာ6,000ကျပါတယ်ဒါဆိုရင်7,000ကုန်ပြီပေါ့အဘတဲ့လက်ဖက်ရည်တို့စလိတ်တို့တောက်ချင်တယ်ဆိုရင်တငယ်ချင်း3ယောက်စက်ပြီးကမှအာသာနဲ့တောက်ရပါတယ်အာသာဆိုတာဘာလဲအာသာဆိုတာအဘတယောက်တစ်ဝက်ကိုပြောတာအဘဩလက်ဖက်ရည်တောင်မှမင်းတို့တစ်ဝက်စီပဲတောက်ရတာလားတစ်ခွက်မတောက်နိုင်ဘူးလားအဘတစ်ခွက်ဆိုရင်3,000လောက်ပေးရတယ်မတောက်နိုင်ဘူးတဲ့အော်အေးဟုတ်ပြီဒါဆိုရင်ဟုတ်လားမင်းက12,000လောက်တော့ပိုးရင်အိမ်ပြန်ရင်မိမကိုဘယ်လောက်အပ်တယ်အဘကျွန်တော်မိမနဲ့ကလေးအတွက်ကို9,000အပ်ရပါတယ်သူတို့ကတနေ့တာနဲ့မနေ့ပြန်အတွက်ပါဟုတ်လားသူတို့အတွက်ကျွန်တော်စီမံပေးရတယ်9,000ပိုးတာကိုလက်တိုးချင်းနှုတ်မဘူးထဲမှာရှိစုဘူးထဲကိုထည့်ပါတယ်စုတာလားမဟုတ်ပါဘူးအဘလက်ကိုရင်အိမ်လာကပေးရမှာမလို့အိမ်လာကအတွက်စုရတယ်ဖယားအဘတဲ့ကျွန်တော်တို့ကအစ္စလမ်ရက်ွက်ထဲမှာပြောမယ်ဆိုရင်ကျွန်တော်ကလားလေးပေါ့အဘရဲ့ကလားလေးဖြစ်တဲ့အတွက်ကျွန်တော်ဟာဘယ်လုပ်ငန်းမှမဆိုဘယ်ဆက်ရုံမှမဆိုအလုပ်သွားတောင်းရင်တော်နဲ့မရပါဘူးတဲ့ဘယ်ဌာနမှမဆိုသွားပြီးအလုပ်တောင်းရင်လည်းမရပါဘူးတဲ့ဒါကြောင့်ဒီမှာလာပြီးတော့မှဟုတ်လားကားလုပ်ငန်းလေးကျွမ်းကျင်တဲ့ဟာလေးတွေစက်မှုလုပ်ငန်းလေးကျွမ်းကျင်တဲ့ဟာလေးတွေကျွန်တော်တို့လုပ်ပြီးဝိုင်းရေးရှာနေရတာပါတဲ့ကျွန်တော်တို့လူငယ်တွေအများကြီးပါကျွန်တော်ကျင်တာပါတို့တိုင်းပြည်မှာမွေးတယ်တို့တိုင်းပြည်မှာကြီးတယ်တို့တိုင်းပြည်ကလူတွေဘယ်လိုတွေဖြစ်ကုန်တာလဲမင်းမှမှတ်ပုံတွေရှိလားလို့ပြောတာအဘကျွန်တော်မှမှတ်ပုံတွေမရှိဘူးဒုက္ခပါပဲကွာမှတ်ပုံတွေမရှိတော့ကျွန်တော်ဘယ်မှမရောက်ဘူးဘယ်မှလည်းခီးမသွားဘူးအဘဟာဘယ်မှခီးမသွားဘူးဘယ်မှမရောက်ဘူးဆိုရင်အိမ်နဲ့ဒီနဲ့ပဲလာရင်သွားနေတယ်ဆိုရင်မင်းရဲ့အမြင်ကဘယ်လိုလုပ်ကျေတော့မှလဲအဘခီးသွားရင်ကျွန်တော်တို့မှတ်ပုံတွေမရှိရင်ကားပေါ်တောင်တက်လို့မရဘူးအေး
အဲ့ဒီဥစ္စာတွေငါအကုန်လုံးမှတ်ထားမယ်ခီးသွားဖို့အထောက်ထားရအောင်တော့နိုင်ငံတော်ကစီမံပေးရဒါမြန်မာနိုင်ငံမှာမွေးတဲ့မြန်မာနိုင်ငံသားတွေဟုတ်လားဒါကြောင့်ငါမင်းတို့ကိုအခုလွတ်တော်ပေါ်တဲ့အချိန်မှာမင်းတို့ခီးသွားလာနိုင်အောင်ထောက်ကန်ချက်ရတဲ့ကပ်ပြားတွေလုတ်ပေးနိုင်အောင်ငါစွမ်းစွမ်းတမန်လုတ်ပေးပါမယ်လို့အဲ့ဒီကလေးလေးကိုကျွန်တော်ဂရုပေးခဲ့ပါတယ်ဗျာ